as with the mind to show and you tazadu kabamine mo kaunge nyen jen yabi mizo piyataro looking you be lune piyajama lankin pedu my soul in the look chico tungero pya can you jendi lure piyajama
ရာဝမ်းသာစရာပဲခံယူခြင်းဝမ်းနေစရာတွေတိတ်မခံယူခြင်းလူရဲ့စိတ်နှလုံးကအဲ့ဒီပုံစံဖြစ်တယ်ဒါကြောင့်ဘလို့လူပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်တက်ကြီးတဲ့လူပဲဖြစ်ဖြစ်ဝမ်းသာစရာပဲကြားခြင်းမိသားစုမှာလည်းဝမ်းသာစရာကြားတယ်ဝမ်းသာစရာတွေပြောတယ်ဆိုရင်မိသားစုစိတ်ချမ်းသာတယ်လို့မလားအဲ့တော့ဝမ်းသာစရာပြောနိုင်ကြပါစေအဲ့တော့ဒီနေ့ကျွန်တော်ကဝမ်းသာစရာတည်င်းနဲ့ပတ်သက်ပြီးအနေငယ်ပြပြချင်တယ်အဲ့တော့ပထမဆုံးဝမ်းသာစရာတည်င်းကတော့ဘာလဲဆိုရင်ကျွန်တော်ဒီ season ပြီးရင်လေးလည်းပါစားမယ်ဝမ်းသာစရာတည်င်းချင်းဒါဝမ်းသာစရာတည်င်းဆိုတော့ဒီကျွန်တော် Christmas ကျင်းပတဲ့အခါမှာကျွန်တော်တို့ဆိုရင်ဒီနေရာမှာရောက်လာတာကျွန်တော်တို့မကြသေးဘူးပေါ့ဒါပေမဲ့ဒီမှာကျွန်တော်အရန်ကောင်းတဲ့ပတ်ဝန်းကျင်အရန်ကောင်းတဲ့အိမ်နီးချင်းတွေရှိတယ်ဆိုတော့ကျွန်တော်တို့တကယ်ပဲဝမ်းသာရပါတယ်နော်ဒီ Christmas အချိန်ခါမှာလည်းကျွန်တော်တို့အရန်ခက်ခဲတဲ့အချိန်ခါဖြစ်တယ်လူတိုင်းကခက်ခဲတဲ့အချိန်ခါဖြစ်ပေမဲ့လည်းကျွန်တော်တို့ဒီလို Christmas season လေးတစ်နှစ်မှတစ်ချိန်ဆိုတော့ကျွန်တော်တို့မှာရှာပါတပွဲပဲရှိတယ်တစ်နှစ်မှတစ်ချိန်ဆိုတော့ဒီလိုလေးရှိတဲ့မိတ်ဆွေတွေနဲ့အိမ်နီးချင်းတွေနဲ့ပြုလုပ်ခွင့်ရလို့လည်းရဝမ်းသာပါတယ်နော်ဆိုတော့ဝမ်းသာစရာတည်းနဲ့ပတ်သက်ပြီးကျွန်တော်အချက်လေး၃ချက်ပြပြချင်တယ်အဲ့တော့ Christmas ဆိုတာဘာလဲပေါ့ကျွန်တော်တို့ကဒီလိုမျိုးပြောရင်အားလုံးကနားလည်ထားတာ Christmas ဆိုရင်နံပါတ်1ခရစ်ယာန်တွေရဲ့ပွဲဒီနားလည်ထားတယ်ခရစ်ယာန်တွေရဲ့ပွဲကျွန်တော်လည်းအဲ့လိုပဲအရင်တော့နားလည်တယ်ပေါ့နော် Christmas ဆိုခရစ်ယာန်တွေရဲ့ပွဲနောက်တစ်ချို့ကလည်းဒီလိုနားလည်တယ် Christmas ဆိုရင်ဘာလဲစားပွဲတောက်ပွဲပေါ့အဲ့လိုနားလည်ကျွန်တော်လည်း Christmas ဆိုရင်ဘာလဲ Christmas ဆိုရင်လက်ဆောင်တွေပေးတယ်ဒီလိုမျိုးနားလည်ကြတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါတွေအားလုံးအောင်ဝမ်းသာစရာတည်းတွေပဲလေနော်ဆိုတော့ဒီနေ့မှာကျွန်တော်ဒီမှာရေးထားတဲ့ဝမ်းမြောက်ဝမ်းသာစရာတည်းဝမ်းမြောက်ဝမ်းသာစရာတည်းလို့ပြောတဲ့အခါမှာခုနပြောတဲ့ကျွန်တော်စားစရာတောက်စရာတွေလက်ဆောင်တွေအသားဟင်းနဲ့စားရတာတွေအဲ့ဒါတွေထပ်ပို့ပြီးအရေးကြီးတဲ့အကြောင်းအရာရှိတယ်အဲ့ဒါဘာလဲဆိုရင်ဝမ်းမြောက်ဝမ်းသာစရာတည်းဆိုတာဘယ်လိုလူတွေအတွက်လဲဘာတည်းလဲဒါကအရင်ရေးကြည့်ပါအဲ့တော့ခုနပြောတဲ့ဟင်းကောင်းတယ်လို့ဟုတ်လားနှလုံးပေါက်တယ်လို့သုံးလုံးဒီဟာကတကယ်တော့ဝမ်းမြောက်စရာတည်းလို့ကျွန်တော်ပြောမယ်အဲ့ဒါခဏလေးပဲခံတယ်ခဏလေးပဲခံတယ်ဟုတ်လားဟိုစားရလည်းစားပြီးသွားတယ်လေမိပါပြီမိပါဒီနေ့စားပြီးတော့လက်ပြမစားချင်တော့ဘူးဆိုတဲ့လူရှိလားအမြဲတမ်းစားနေရတာကွာအခုဒီမှာဆိုအသက်ကြီးဆုံးလူတွေဖြစ်နေတယ်ဒီလိုကြီးအဝါလေးရှိတယ်အသက်60လုံးသမင်းစားတယ်ဒါပေမဲ့မနေ့ပြန်လည်းစားပါမယ်နော်မနေ့ပြန်စားပြီးတစ်ခါလည်းစားအောင်ပါပဲဆိုတော့စားစရာတောက်စရာဆိုတာလဲဝမ်းသာစရာဆိုပေမဲ့လည်းဒါလည်းခဏလေးပဲခံတယ်ဟိုပတ်စံဝေးကြီးအဆင်ပြေတယ်ချဲပေါက်တယ်နှလုံးပေါက်တယ်လို့ပြောပေမဲ့လည်းဒါလည်းခဏလေးပဲခံတယ်တချို့ဆိုရင်ပေါက်ပေမဲ့မဝမ်းသာဘူးဘာဖြစ်လို့ဆိုရင်ရှုံးတာပုံများလို့ဒီလိုမျိုးတွေရှိဒါပေမဲ့တကယ်အရေးကြီးတဲ့ဝမ်းသာစရာတဲ့ကဘာလဲဆိုရင်ကျွန်တော်တို့ဆင်းရဲဒုက္ခကြုံရတဲ့လူတွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီစကားလေးကိုကျွန်တော်နောက်ကနေအားလုံးလိုက်ဆိုရအောင်လူအပေါင်းတို့ဒီအလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုယနေ့ငါကြားပြောရသည်လူအားလုံးဝမ်းသာစရာတည်င်းကိုဒီနေ့ပြောမယ်အဲ့ဒါပါလဲဆိုရင်နံပါတ်1ဘသူတွေအတွက်ဝမ်းသာစရာတည်င်းလဲဆိုရင်ခန္ဓာဆင်းရဲတဲ့သူတွေအတွက်ဝမ်းသာစရာတည်င်းဖြစ်ပါတယ်ခန္ဓာဆင်းရဲတယ်လို့ပြောရင်ဘာလေးပါလဲကျွန်တော်တို့အနေဆင်းရဲတာပါဟုတ်လားအနေဆင်းရဲတယ်ကျွန်တော်တို့သူများတွေလိုတိုက်ကြီးတာကြီးနဲ့အိုးချမ်းချမ်းသာသာနဲ့ကျွန်တော်တို့မနေနိုင်ဘူးကျွန်တော်အိမ်ပိုင်းတွေသိမရှိကြဘူးကျွန်တော်တို့မှာအိမ်အကောင်းစားကြီးတွေနဲ့အကောင်းစားအသုံးဆောင်ပစ္စည်းနဲ့ကျွန်တော်တို့မနေနိုင်ကြဘူးအများစုကပေါ့နော်အဲ့တော့အဲ့ဒါအနေဆင်းရဲတာမဟုတ်လားဆင်းရဲပြီးရင်ခန္ဓာဆင်းရဲတယ်လို့ပြောခါမှာနောက်တစ်မျိုးကပါလဲဆိုရင်အစားဆင်းရဲတာအခုဆိုရင်ပုံစံလုံးတွေပါလဲမမီးအဲ့လိုဖြစ်နေတဲ့အခါမှာအစားလည်းမစင်းရဘူးလားစင်းရစားချင်တာကဝတ်သားတုံးကြီးနော်ပမာချက်သားနော်အိမ်ချက်သားစားချင်တာဒါပေမဲ့ရောက်သွားတာကရောခါးလေးဆိုင်အဲ့လိုမျိုးမဖြစ်ဘူးလားဖြစ်တယ်အစားလည်းစင်းရတယ်ပြီးတော့ဈေးသွားတဲ့ခါကျရင်ဈေးချင်းတော်လေးကိုင်လက်မပတ်ကိုင်ပြီးပတ်တယ်ဝတ်သားဆိုင်ရှိရင်ဖြတ်သွားတယ်ဝတ်သားဆိုင်ရှိရင်ဖြတ်သွားတယ်အမေသားဆိုင်ရှိရင်ဖြတ်ကော်ဖီလို့ဆိုင်ရှိရောက်ရက်သွားတယ်ဒီလိုမျိုးမဖြစ်ဘူးလားအစားဆင်းရဲတယ်ပြီးရင်ကျွန်တော်တို့အဝတ်လဲဆင်းရဲတယ်အခုဆိုရင်ကျွန်တော်တို့လူတွေကစားဖို့တောက်ဖို့ပဲရုန်းကန်နေရတော့အဝတ်စားအသစ်တွေဝယ်ဖို့ဆိုတာကောင်းထဲမှာကဟိုနံပါတ်စင်နဲ့တွက်မယ်ဆို30မှာတော့မရှိတော့ရှိတာပဲပါလေ
ထုတ်ဝင်နေကြတယ်ခါလိုက်ရေးလိုက်ပြန်ခါလိုက်ဒီလိုဖြစ်အဲ့တော့ဒီလိုမျိုးခန္ဓာဆင်းရဲခြင်းကြုံနေရတဲ့သူတွေကျွန်တော်တို့တွေကလောကမှာဒီလိုကျွန်တော်နေထိုင်တဲ့အသက်တန်းလူသက်တန်းကဘယ်လောက်မှမသိဘူးเนาะ80 80ဒါတော့သိမသိကြဘူးเนาะအခု80 90နေနေတဲ့သူတွေကတကယ်နေကံကောင်းတယ်ပြောပါเนาะဘုရားကျေးဇူးပဲဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့လူငယ်တွေအချင်းမသိကြဘူးအခု20 30လဲကျွန်တော်ကြားမရတဲ့ဘာဖြစ်နေလဲဖောက်နေပြီအဲ့တော့မသိကြဘူးအဲ့တော့တချို့အသက်ရှင်မဲ့တင်တာအသက်ရှင်မဲ့တင်ပြီးတော့နာမည်ပေးတာမောင်သက်ရှိလို့နာမည်ပေးတာ6လနဲ့ဆုံးသွားဆိုတော့မသိကြဘူးအဲ့တော့ဒီလိုမသိကြမဲနဲ့အသက်ရှင်နေတဲ့အချိန်မှာအနေခန္ဓာလဲဆင်းရဲတဲ့အခါမှာကျွန်တော်တို့တွေအသက်ရှင်ရတာဟိုဘယ်လိုပြောလဲအချိုးမရှိတယ်လို့ခံစားရတယ်ဟိုချမ်းသာတဲ့သူတွေကချမ်းသာနေတယ်သူကတည်သွားပြီပါဖြစ်ဖြစ်အနည်းဆုံးတော့လောကမှာချမ်းသာနေခဲ့ရတယ်ကျွန်တော်ဆင်းရဲတဲ့ခန္ဓာဆင်းရဲတဲ့သူတွေကျတော့လောကမှာလည်းခက်ခဲနေရတယ်တည်ပြန်တော့လည်းဟိုဘယ်လိုလုပ်လဲအကောင်းမှုတော့လည်းကောင်းကောင်းမလုပ်နိုင်ဆိုတော့ကျွန်တော်တို့ကနှစ်ခါတော့လို့ခံစားရဒါပေမဲ့ဒီလိုခန္ဓာဆင်းရဲခြင်းကြုံတဲ့သူတွေအတွက်ဒီနေ့သတင်းကောင်းအလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကောင်းတစ်ခုကပါလဲဆိုရင်ရှင်ဘဝမှာပျော်ရွှင်ကြည်နူးမှုပြည့်နေပေါ်ဒီဟိမဆောင်လေးလို့မရတော့သူငယ်တော့မွေးနေပွေတော့လေကဘာသာလူတိုင်းရှင်မအေးမြခြင်းချစ်လို့အနေအမြဲရှင်သမဲ့ချစ်ကိုတော့ပေးဒီစံမဆောင်ရချမ်းလေးမှာအပူပင်တွေကင်းပြည့်တော့တိုင်းအတွက်ကဲတင်ရှင်ကြွမြတ်လို့လာပြီအတူချီးမွမ်းသောHallelujah this song my gloria the judgment rain the love galon way go no go they to jame Happy Christmas